အောက်လုံးမဲ့မင်္ဂလာပါခင်ဗျာဒီနေ့ကျင်းပတဲ့မြန်မာမျက်နှာစာသစ်ဖိုရမ်ကိုတက်ရောက်လာကြတဲ့နိုင်ငံတော်အေဂျင့်တာနဲ့ဖွံ့ဖြိုးနိုင်ငံတော်လူချင်းနဲ့အေဂျင့်တာရဲ့ကော်မရှင်ဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုဆင့်ပုဂ္ဂိုလ်များလွှတ်တော်အသီးသီးမှလွှတ်တော်ကိုယ်စားလှယ်များပြည်တွင်းပြည်ပပညာရှင်များတယောက်လာကြတဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီကနေ့ကျင်းပတဲ့ဆွေးနွေးပွဲဟာရွေးကောက်ခံကိုယ်စားလှယ်များနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကဏ္ဍများမှာအမြင်ကျကျနဲ့ရှုမြင်ပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာပါဝင်ဆောင်ရွက်ရမယ်လုပ်ငန်းတွေကိုကြိုတင်သိမြင်နိုင်စေဖို့နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ပုဂ္ဂိုလ်သွင်းကုန်ကဏ္ဍကုန်သွယ်ရေးကဏ္ဍတွေပါဥပဒေများရေးဆွဲကြတဲ့အခါမှာချင်းကပ်ဆောင်ရွက်ရမယ်နည်းလမ်းများနဲ့ထိရောက်တဲ့ဥပဒေတွေရေးဆွဲပြဋ္ဌာန်းနိုင်စေဖို့နိုင်ငံရဲ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်စဉ်းစားဆောင်ရွက်တဲ့အချက်လက်တွေနိုင်ငံတကာမှာကျင့်သုံးနေတဲ့အချက်လက်တွေကိုသိရှိစေဖို့နိုင်ငံတော်အစိုးရတစ်လုပ်ငန်းများဆောင်ရွက်ရမှာအစီအပြေချုံးမွေ့စေရေးအတွက်လွှတ်တော်ကိုယ်စားလှယ်များကပူးပေါင်းကူညီဆောင်ရွက်နိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်၄ရပ်နဲ့ကျင်းပတယ်လို့သိရပါတယ်ဒီကတော့ဒီဖိုရမ်ကိုနိုင်ငံမျက်နှာစာသစ်လို့အမည်တပ်ထားပေမဲ့လည်းနိုင်ငံရဲ့ရုပ်ပိုင်းဆိုင်ရာမျက်နှာစာသစ်တစ်ခုတည်းကိုဆိုလိုတာမဟုတ်ပဲစိတ်သစ်လူသစ်အတွေးသစ်အမြင်သစ်အခင်းကျင်းသစ်လုံနည်းလုံဟန်အသစ် vision အသစ် mission အသစ်တို့ကိုပါထည့်သွင်းရည်ညွှန်းဆိုရည်ရွယ်တာဖြစ်ကြောင်းလဲဥစွာပြောလိုပါတယ်အားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေးကြီးညာစရမ်းကိုပြန်ကြည့်ရင်ကျွန်တော်တို့ရဲ့နိုင်ငံခေါင်းဆောင်ကြီးတွေဟာလွတ်လပ်ရေးကိုလေးစားမြန်လို့တန်ဖိုးထားထိန်းသိမ်းသူတွေငြိမ်းချမ်းရေးကိုအလေးထားသူတွေကမ္ဘာငြိမ်းချမ်းရေးကိုကာကွယ်ဆောင်ရှောက်လူစီရှိသူတွေဖြစ်တယ်ဆိုတာကိုသိရှိကြမှာဖြစ်ပါတယ်ငါတို့လွတ်လပ်ရေးနဲ့ငါတို့နိုင်ငံတော်ရဲ့တစ္ဆာကိုကမ္ဘာဆုံးတိုင်မရိမ့်မြိုင်တည်မီငါတို့ဒီလွတ်လပ်သောနိုင်ငံဖြစ်တဲ့နေ့အညီကမ္ဘာလွတ်လပ်သောနိုင်ငံအပေါင်းတို့တရားသဖြင့်ကျင့်ဆောင်အပ်သောကျင့်ဝတ်ကိုစောင့်ရှောက်ကျင့်ဆောင်ပါမည်ငါတို့၏လွတ်လပ်ရေးကိုငါတို့ချစ်မြတ်နိုးသည်နှင့်အညီသူတစ်ပါးသူတို့၏လွတ်လပ်ရေးကိုလည်းငါတို့လေးစားဆောင်စည်းမည်ငါတို့သည်ငြိမ်းချမ်းရေးကိုအလိုရှိသည်နှင့်အညီငါတို့ကဲ့သို့လူလားသူများနှင့်အတူလက်တွဲ၍ကမ္ဘာငြိမ်းချမ်းရေးကိုကာကွယ်ဆောင်ရှောက်မည်ငါတို့ကြေညာချက်ကိုတစ်ကမ္ဘာလုံးတယောက်မကြံကြားသိစေသတည်းလို့ရေးသားကြေညာခဲ့တာကိုလည်းတွေ့ရှိကြမှာဖြစ်ပါတယ်အဲ့ဒီလွတ်လပ်ရေးကြေညာစရမ်းဟာမျက်မှောက်ခေတ်နိုင်ငံသားတွေအတွက်သာပါကနောက်မျိုးဆက်သစ်နိုင်ငံသားတွေကပါလေးစားလိုက်နာပြုကျင့်ကြရမယ်တမိုင်းပေးတာဝန်တွေဖြစ်တယ်ဆိုတာအထင်ရှားတွေ့မြင်ရမှာဖြစ်ပါတယ်ဒီနေ့အချိန်မှာလွတ်လပ်ရရှိခဲ့တဲ့နှစ်ပေါင်း80ကျော်ရှိပေမဲ့လည်းမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့ချုပ်ချာအာဏာကိုကျွန်တော်တို့အားလုံးကလေးစားမြန်လို့တန်ဖိုးထားပြီးကာကွယ်ထိန်းသိမ်းနေကြရဆဲဖြစ်ပါတယ်ပြည်တွင်းငြိမ်းချမ်းရေးနဲ့ကမ္ဘာငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလည်းတက်ကြွစွာပါဝင်နေရစေဖြစ်တာဆိုတာအားလုံးအသိပဲဖြစ်ပါတယ်တက်ရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာနိုင်ငံရဲ့လွတ်လပ်ရေးတပိုင်းခြားကိုပြန်ကြည့်ရင်အကောင်းမြင်လွန်ခြင်းအဆိုးမြင်လွန်ခြင်းဆိုတဲ့အစွန်းတရားနှစ်ပါးကိုရှောင်ရှားပြီးပဂရိအခြေအနေပဂရိအမြင်များနဲ့သာရှုမြင်သုံးသပ်ပြောဆိုကြမှာဖြစ်ပါတယ်လွတ်လပ်ရပြီးမြန်မာနိုင်ငံရေးလမ်းကြောင်းဟာလှိုင်းလီထန်ခဲ့တယ်လို့ပြောဆိုကြသူရှိတယ်လို့နာတာရှည်ခီးချမ်းကြီးပါလို့ပြောဆိုကြသူတွေလည်းရှိကြပါတယ်1948ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရေးသမိုင်းကြောင်းဟာအကောင်းဆုံးရောပြွန်းဖြစ်ရှိနေခဲ့တာကိုလည်းတွေးကြမှာဖြစ်ပါတယ်အရှိတော်အာရှမှာပြည်တော်နိုင်ငံပဋိပက္ခတက်ဆိုးအရှိဆုံးနိုင်ငံတို့တောင်ပြောစမှတ်ပြုခဲ့ကြပါတယ်လူလဲရပြီးနှစ်လအကြာကလေးကပြည်သူလက်နက်ကပဋိပက္ခတွေကျူးစစ်လာခဲ့တာဟာယနေ့ချိန်ထိချုပ်ငြိမ်းပပျောက်မှု
ပြောက်ကွယ်မှုမရှိနိုင်သေးတာကိုလည်းတွေ့မြင်ကြမှာဖြစ်ပါတယ်ပြည်တွင်းလက်နက်ကပဋိပက္ခတွေချုပ်ငြင်းကွယ်ပြောက်မှုမရှိသေးတာဟာအချို့သောလက်နက်ကတပ်ဖွဲ့များရဲ့ကိုကျိုးစည်းဝါးအခြေခံတဲ့လက်နက်ကလမ်းစဉ်တွေကြောင့်လို့ဆိုနိုင်သလိုအမျိုးသားနိုင်ငံရေးပေါ်မှာခံယူကျင့်သုံးခဲ့မှုအားနည်းခဲ့တာကြောင့်ယုံကြည်ချက်ခံယူချက်တွေလွှမ်းမိုးနေတာကြောင့်လို့လည်းဆိုရမှာဖြစ်ပါတယ်အမျိုးသားရေးမူဝါဒနဲ့အမျိုးသားရေးနိုင်ငံရေးဆိုတာလူထုလူဒန်းစားရေးလူမျိုးရေးဝါဒရေးတို့ထက်အရေးကြီးတယ်ဆိုတာကိုနိုင်ငံသားအားလုံးသတိပြုကြဖို့လိုအပ်ပါတယ်ဘယ်နိုင်ငံရဲ့အမျိုးသားရေးဝါဒကိုပဲကြည့်ကြည့်မိမိတို့ဖြတ်သန်းခဲ့ရတဲ့တမိုင်းချောင်းနဲ့တီးခြားခွက်ထွက်မနေပဲဆက်ဆက်နေတယ်ဆိုတာလည်းတွေးကြမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အမျိုးသားရေးဝါဒအမျိုးသားနိုင်ငံရေးဆိုတာကတော့ကျွန်တော်တို့အမြဲတမ်းပြောနေတဲ့ဒုတာဝန်ရေသုံးမှလို့ပဲပြောကြလိုပါတယ်တကယ်တော့စစ်ပွဲတိုင်းဒါမှမဟုတ်တနက်ကပဋိပက္ခတိုင်းဟာနိုင်ငံရေးနဲ့လူကန်းတာမဟုတ်တဲ့အတွက်နိုင်ငံရေးလိလန့်နဲ့ညှိနှိုင်းအဖြေရှာကြမှာလည်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးရလွတ်လပ်မှုရှိနေပါပြီရေခက်ကမပြောနိုင်တဲ့ကိစ္စတွေမပြောရတဲ့ကိစ္စတွေကိုပြောရဲဆိုရဲပြောနိုင်ဆိုနိုင်ရှိလာကြပြီဖြစ်ပါတယ်ရေခက်ကမမျှော်လင့်ရဲခဲ့တာတွေမျှော်လင့်နိုင်ခဲ့တယ်လို့ရေခက်ကမမဲ့ရဲခဲ့တဲ့အိမ်မက်တွေကိုတော့မှမခွင့်ရနေပါပြီတတိယအဖြစ်ပြောရရင်ကမ္ဘာနိုင်ငံအားလုံးနှီးပါမျက်နှာမူရာဖြစ်နေတဲ့ဒီမိုကရေစီစနစ်ကိုစနစ်တကျပြောင်းလဲနိုင်ခဲ့ပြီးနိုင်ငံရေးအသစ်ယဉ်ကျေးမှုအသစ်တွေကိုပြောင်းလဲပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တပ်မတော်ဟာနိုင်ငံသားအားလုံးလိုလားတဲ့ဒီမိုကရေစီစနစ်ကိုစတင်အသက်သွင်းနိုင်ခဲ့တယ်လို့ယခုအသစ်ဖန်တီးအရေးကြီးတဲ့နိုင်ငံရေးအလှည့်ပြောင်းကြီးတစ်ခုကိုလည်းအောင်မြင်မြင်ဆောင်နိုင်ခဲ့ပြီဆိုတော့လေကျွန်တော်အလေးနဲ့ထားပြောကြလိုပါတယ်ယခုလိုရရှိထားပြီးဖြစ်တဲ့နိုင်ငံရေးစီးပွားရေးဖြစ်ထွန်းမှုတွေကိုငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စေတဲ့ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ကျွန်တော်တို့အားလုံးကြိုးစားဆောင်ရွက်သွားကြမှာဖြစ်ပါတယ်အစိုးရဆက်ဆက်ပြည်တွင်းငြိမ်းချမ်းရရှိဖို့ကြိုးစားခဲ့ပြီမဲ့လုံးဝအဆုံးသတ်အောင်မြင်တဲ့အထိဆောင်ရွက်မဆောင်ရွက်နိုင်သေးပဲပြည်တွင်းပြည်ပသွေးထိုးနှှောက်ယှက်မှုတွေကိုနှှောက်ယှက်မှုတွေကြောင့်နှောင့်နှေးကြံ့မှုတွေရှိနေသေးတာကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါတယ်တကယ်တမ်းပြောရရင်ပြည်တွင်းငြိမ်းချမ်းရရှိဖို့ဆိုတာအဖြစ်ကရာဇေတစ်ခုတည်းကိုသာမကလက်နက်ကပဋိပက္ခတွေဇိမြစ်ကိုပါဖြည့်ရှင်းနိုင်အောင်ကြိုးစားကြမှာဖြစ်တဲ့အတွက်နိုင်ငံရေးနည်းလမ်းနဲ့သာဖြည့်ရှင်းပေးကြမှာဖြစ်ကြောင်းထပ်မံအသိပေးပြောကြားလိုပါတယ်တိုင်းဒေသအခြေချင်းတူနဲ့တူအပြန်အလှန်လေးစားမှုနားလည်မှုစာနာမှုတွေမွေးမြူပြီးအနာဂတ်နိုင်ငံတော်ကိုအနာဂတ်မျိုးဆက်သစ်တွေတဲ့အမျိုးသားစည်းလုံးညီညွတ်ရေးလမ်းကြောင်းပေါ်အထူးတို့ကရှောင်းလန်းကြဖို့လဲအစင်မြိုက်ဖိတ်ခေါ်ကမ်းလှမ်းခဲ့တယ်လို့အခုလည်းဆက်လက်ပြီးတော့လေဖိတ်ခေါ်ပါကြောင်းပြောကြလိုပါတယ်ကြောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာနိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုရဲ့အခြေခံဟာတည်ငြိမ်အေးချမ်းမှုတရားဥပဒေစိုးမိုးမှုလူ့စွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုအခြေခံအဆောက်အအုံများတည်ရှိမှုလိုပဲဖြစ်ပါတယ်တည်ငြိမ်အေးချမ်းမှုရှိအောင်တပ်မတော်အနေနဲ့2012ခုနှစ်ကတည်းကတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရစဲသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရေးငြိမ်းချမ်းရေးဖွဲ့ခုံမှုဖိတ်ခေါ်ဆွေးနွေးမှုတွေဆောင်ရွက်ခဲ့ပါတယ်ကျွန်တော်တို့နိုင်ငံဟာတိုင်းဒေသညီကိုမောင်နှမများအတူတကွပေါင်းစည်းနေထိုင်ကြတဲ့ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်ဒါကြောင့်လည်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကိုကျွန်တော်တို့အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်ဒီမိုကရေစီစနစ်ကိုကူးပြောင်းဆောင်ရွက်နိုင်ခဲ့ပေမဲ့ဒီမိုကရေစီလေ့ကျင့်ခေါင်းတွေအားနည်းခဲ့မှုအဖွဲ့အစည်းသီးသီးရဲ့အတိတ်ဖြစ်ရတဲ့ပုံမှာမကျေနပ်ချက်တွေဖြစ်ပေါ်လာအောင်တွေးထိုးလှုံ့ဆော်လာမှုပါတီဆွဲပုဂ္ဂိုလ်ဆွဲတွေကိုရှေ့တန်းတင်ပြီးနိုင်ငံအကျိုးကိုလှည့်လျရှုမှုတွေကြောင့်တည်ငြိမ်အေးချမ်းမှုတွေအားနည်းခဲ့ရပါတယ်ဒီအားနည်းချက်တွေကိုသင်ခန်းစာဖော်ထုတ်ပြီးတည်ငြိမ်အေးချမ်းတဲ့လူမှုပတ်ဝန်းကျင်တွေဖြစ်ပေါ်လာအောင်တည်ဆောက်ပေးကြဖို့လဲတိုက်တွန်းပြောကြလိုပါတယ်တရားဥပဒေစိုးမိုးမှုရှိမှသာတရားမျှတမှုနဲ့လူမှုပတ်ဝန်းကျင်တည်ငြိမ်မှုရှိမှဖြစ်တယ်လို့
တရားဥပဒေစိုးမိုးမှုဟာဖွံ့ဖြိုးရေးရဲ့အခြေခံအုတ်မြစ်လက်ဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမှာဖြစ်ပါတယ်ဒါပြင်တရားဥပဒေစိုးမိုးရေးကိုတစ်ဖက်ကဆောင်ရွက်ပေးရမှာဖြစ်တယ်လို့တခြားတစ်ဖက်ကလည်းကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာစေရတဲ့လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှု reform ကိုလှုပ်ဆောင်ကြမှာလည်းဖြစ်ပါတယ်ဒီလိုဆောင်ရွက်ကြမှာသာပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာအရေးသေးမြင့်တက်လာမှာလည်းဖြစ်ပါတယ်ကြောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့တဲ့တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးတို့ပြင်လူအရေးမြင့်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့အခြေခံအဆောက်အအုံ infrastructure ဖွံ့ဖြိုးတိုးတက်ဖို့လည်းမလွဲမသွေလိုအပ်မှာဖြစ်ပါတယ်စီးပွားရေးဖွံ့ဖြိုးမှုအားနည်းရခြင်းရဲ့အဓိကအချက်မှာစီးပွားရေးကိုမောင်းနှင်လှုပ်ဆောင်နိုင်မဲ့အတတ်ပညာရှင်တွေအားနည်းခဲ့လို့ပဲဖြစ်ပါတယ်အတတ်ပညာဆိုတာအတတ်ပညာကိုအခြေခံပြီးဆောင်ရွက်ကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေနဲ့ပညာရေးကိုမဖြစ်မနေအားပေးဆောင်ရွက်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့တာဝန်ယူစီကာလမှာပညာရေးနဲ့ပတ်သက်ပြီးစာသင်ကျောင်းအရေးအတွက်နဲ့ပညာရေးဝန်ထမ်းအရေးအတွက်ဆိုင်ရာတွေနဲ့လိုအပ်ချက်တွေကိုလေ့လာဖော်ထုတ်ခဲ့တယ်လို့အနာဂတ်ပညာတတ်လူငယ်များပြားလာစေဖို့အတွက်လည်း Polytechnic တက္ကသိုလ်တွေဖွင့်လှစ်ပေးခဲ့ပါတယ်အလားတူစိုက်ပျိုးမွေးမြူနဲ့ပတ်သက်ပြီးအခြေခံပညာနဲ့စက်မှုစိုက်ပျိုးမွေးမြူအထက်တန်းကျောင်းတွေကိုလည်းဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါတယ်နောင်လာမယ့်လွှတ်တော်အသီးသီးနဲ့အစိုးရအသီးသီးမှာလည်းအနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက်ပညာရေးကိုဆက်လက်အားပေးဆောင်ရွက်ဖို့လည်းကျွန်တော်တိုက်တွန်းလိုပါတယ်အခြေခံအဆောက်အအုံတွေဖြစ်တဲ့လက်ရှိဓာတ်ထုတ်လုပ်မှုလမ်းမဆက်သွယ်မှုနဲ့ဒေသတစ်ခုနဲ့တစ်ခုကိုယ်ရဲ့ချိတ်ဆက်နိုင်မှု digital ဆက်သွယ်မှုစနစ်အားကောင်းမှုတွေဟာနိုင်ငံစည်းဝါးဖွံ့ဖြိုးတိုးတက်ရေးကုန်ထုတ်လုပ်မှုနဲ့ရောင်းဝယ်ဖောက်ကားမှုတိုးတက်ရေးတို့တဲ့အခရာကျတဲ့လိုအပ်ချက်တွေဖြစ်ပါတယ်ဒါတွေကိုပုံမှုတိုးတက်ကောင်းမွန်အောင်နိုင်ငံတော်အစိုးရတစ်ခုတည်းကဆောင်ရွက်လို့မရပဲဒေသခံပြည်သူတွေအဖွဲ့အစည်းတွေတိုးတက်ကိုယ်စားလှယ်အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြမှာလည်းဖြစ်ပါတယ်ဒါတွေကိုအစိုးရကတိဆောက်အကောင့်တွေဖော်ပေးရမှာဖြစ်တယ်လို့ဒေသခံပြည်သူအားလုံးကမပျက်စီးမပျောက်ပြက်အောင်မတမာသူတွေရဲ့ဖျက်ဆီးမှုမခံရအောင်ဝိုင်းဝန်းထိန်းသိမ်းပေးအပ်ဖို့လိုအပ်ကြောင်းလည်းအသိပေးပြောကြားလိုပါတယ်ကြောလာရတဲ့ဧည့်သည်တော်များခင်ဗျာကျွန်တော်နိုင်ငံရဲ့စစ်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်မဲ့အစီအမံတွေကိုချမှတ်တဲ့အခါမှာစီးပွားရေးရလုံခြုံရေးအရာနဲ့ဤပညာအရာဆိုတဲ့မတူညီတဲ့နယ်ပယ်တွေနဲ့လက်ဖက်မျှတစွာပေါင်းစပ်စီမံဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်အထူးသဖြင့်စီးပွားရေးဘက်မှာပြောင်းလဲလာနေတဲ့ကမ္ဘာအစီအစဉ်သည့် New World Order နဲ့လက်လုံးညီတွေဖြစ်အောင်ပြုပြင်ပြောင်းလဲမှုတွေလုပ်ကြမှာလည်းဖြစ်ပါတယ်ဈေးကွက်တစ်ခုတည်းကိုအလွန်မင်းမှီခိုရမှုကိုလည်းလျှော့ချကြရပါမယ်ကုန်သွယ်ဆက်ဆံရေးတွေကိုလည်းဒေသသွင်းဖြန့်ကျက်နိုင်စွာကိုလည်းမြင့်တင်ကြရပါမယ်ဖြစ်ပေါ်လာတဲ့ကမ္ဘာလုံးဆိုင်ရာပြတ်တောက်မှု global disruption တွေကြောင့်ဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုတွေကိုလည်းလျှော့ချနိုင်မှုအတွက်လည်းဒေသဆိုင်ရာစီးပွားရေးပေါင်းစည်းမှု regional economic integration တွေကိုလည်းလှုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်ဒေသတွင်းထုတ်လုပ်မှုခွင့်ဆက် supply chain တွေကိုလည်းအားကောင်းလာစေဖို့ပူးပေါင်းပါဝင်ကြရပါမယ်နိုင်ငံတွေရဲ့အမျိုးသားအကျိုးစီးပွားလုံခြုံရေးတဲ့အဓိကကဏ္ဍတွေဖြစ်တဲ့စာရေးရိက္ခာစွမ်းရည်နဲ့နည်းပညာကဏ္ဍတွေကိုလည်းလိုအပ်တယ်လို့လိုအပ်တာတွေကိုလည်းဦးစားပေးရင်းနှီးမြှုပ်နှံသွားကြပါမယ်ဒါပြင်နည်းပညာနဲ့ digital အချုပ်ချာပိုင်ဆိုင်မှုဟာလည်းအဓိကရင်းနှီးမြှုပ်နှံဆောင်ရွက်ကြမယ်ကဏ္ဍတွေပဲဖြစ်ပါတယ်ဝေယုံစုံကဘာရဲ့ရှင်ပြမှုကြီးထဲမှာနည်းပညာဟာအခြေခံကြတဲ့စိတ်မြေပြင်တစ်ခုလိုအသွင်ဆောင်နေတယ်ဆိုတော့လည်းအားလုံးသတိပြုကြမှာဖြစ်ပါတယ်အထူးသဖြင့်ဉာဏ်ရည်တုနည်းပညာ AI semiconductor တွေနဲ့ cyber လုံခြုံရေးတွေဟာအစိုးပြပေးလာမဲ့နည်းပညာရစရက်တွေပဲဖြစ်တယ်ဆိုတာလည်းတွေ့မြင်ကြရပါဖြစ်ပါတယ်အဲ့ဒီတွေ့ပြလက္ခဏာတွေကြောင့်နိုင်ငံတိုင်းဟာမိမိတို့ပြည်တွင်းနည်းပညာစောင့်ရည်တွေတိုးတက်အောင်မြင့်တင်လှုပ်ဆောင်ကြတာလာကြတာအားလုံးအသိပဲဖြစ်ပါတယ်ဒါပြင်သူစစ်တပ်လုပ်ငန်းတွေဒီတွင်စားသင့်မှုတွေနဲ့အခြေခံအဆောက်အအုံတွေပေါ်မှာရင်းနှီးမြှုပ်နှံမှုတွေအားပေးခြင်းဖြင့်နိုင်ငံရေးထနည်းပညာပေါ်မှာမှီခိုမှုတွေလည်း
လျှော့ချနိုင်မှာဖြစ်တယ်လို့ဇာပါလုံခြုံရေးနဲ့အချက်လက်ကာကွယ်ရေးတွေကိုလည်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့လဲနိုင်ငံတကာနည်းသူနည်းပညာပိုင်းဆိုင်ရာမှာရင်ပေါင်တန်းအမိလိုက်နိုင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်အလားတူစွမ်းအင်နဲ့အရေးမြစ်လုံခြုံရေးဟာလည်းနောက်ထပ်စဉ်းစားမယ်အကြောင်းအရာဖြစ်ပါတယ်စွမ်းအင်ရေနဲ့ရှားပါးသတ္တုတွေကိုရယူသုံးစွဲမှုဟာရေရှည်တည်ငြိမ်ရေးအတွက်အလွန်အရေးကြီးတယ်ဆိုတာလည်းတွေးကြမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပြန်လည်ပြည့်ဖြိုးမဲ့စွမ်းအင်နျူကလ িয়ার နဲ့ကွဲပြားခြားနားတဲ့အခြားသောစွမ်းအင်တွေမှာရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်ထားဖို့လည်းလိုအပ်ပါတယ်ပထဝီနိုင်ငံရေးရောက်ပြတ်တောက်မှုတွေဖြစ်ပေါ်လာမဲ့အန္တရာယ်တွေအတွက်ကြိုတင်ဆောင်ရွက်တဲ့အနေနဲ့ရှားပါးသတ္တုနဲ့ဆန္ဒရိတ်ခါဖူလုံရေးကိုလည်းလုံခြုံစိတ်ချအောင်စီမံဆောင်ရွက်ထားကြမှာလည်းဖြစ်ပါတယ်ပြောင်းလဲနေတဲ့နိုင်ငံတကာအခြေအနေတွေအောက်မှာမြန်မာနိုင်ငံဟာစိန်ခေါ်မှုတွေနဲ့အတူအခွင့်အလမ်းများစွာရှိနေတာကိုလည်းတွေးကြမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုရဟာပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီရှင်သန်ရေးနဲ့အသွင်ကူးပြောင်းရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ရှိတယ်ဆိုတာကိုလည်းပြောကြလိုပါတယ်နိုင်ငံရေးတည်ငြိမ်မှုကိုတစ်ဖက်ကကြိုးစားဆောင်ရွက်နေတယ်လို့အခြားတစ်ဖက်မှာလည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လည်းဆောင်ရွက်လည်းရှိနေပါတယ်ကျွန်တော်တို့အနေနဲ့စီးပွားရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးကိုလည်းဆက်ဆံသားဆောင်ရွက်သားမှာဖြစ်လို့မြန်မာလူအဖွဲ့အစည်းအတွင်းညီညွတ်မှုနဲ့သာသာတာဖြစ်မှုတွေကိုပုံမှုမြင့်တင်ဆောင်ပေးသားကြဖို့လည်းပြုသားကြဖို့လိုအပ်ကြောင်းလည်းပြောကြလိုပါတယ်မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုဒီမိုကရေစီထွန်းကားမှုနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအပေါ်မှာနိုင်ငံတကာအတန်ဝိုင်းရဲ့စာနာနားလည်မှုထောက်ခံအားပေးမှုနဲ့ရိုင်းပင်းကူညီမှုတွေကိုရုထက်ပုံမရရှိလာလိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ်ကြောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာယနေ့စီးပွားပွဲမှာတရုတ်အိန္ဒိယထိုင်းစင်ကာပူနိုင်ငံတို့ကစီးပွားရေးဆိုင်ရာပညာရှင်တွေလာရောက်ဆွေးနွေးကြတဲ့အတွက်2026ခုနှစ်မြန်မာမျက်နှာစာသစ်ကိုပုံဖော်တည်ဆောက်မှုမှာများစွာအထောက်အကူပြုနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဒီစီးပွားပွဲကြီးကနေစစ်မှန်တဲ့အကြံပြုချက်တွေနဲ့စေတနာပါတဲ့ထောက်ပြပြောဆိုမှုတွေကိုကျွန်တော်တို့ဒီစားတန်ဖိုးထားကြောင်းပြောကြလိုပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်အခုဆွေးနွေးပွဲကြီးရဲ့ရလဒ်တွေဟာမြန်မာနိုင်ငံရဲ့မျက်နှာစာသစ်ကိုလှပစွာပုံထုံပေးနိုင်ဖို့ပံ့ပိုးဆောင်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်မကြခင်ကာလမှာအစိုးရအဖွဲ့အသစ်နဲ့တူမြန်မာနိုင်ငံရဲ့အာရုံနက်နက်ခေအသစ်ပါဒါမှမဟုတ်မျက်နှာစာသစ်တစ်ခုရောက်ရှိလာတော့မှလည်းဖြစ်ပါတယ်တနည်းအားဖြင့်အမှောင်တွေပြေပြောက်ပြီးရွှေရောင်လင်းလက်အလင်းဖြာစေမဲ့ရောင်နေတစ်ချင်ရောက်လိတော့မှလည်းဖြစ်ပါတယ်အခုလိုမင်္ဂလာရှိတဲ့အချိန်တန်ဟာတမယမှာနိုင်ငံသားအားလုံးရဲ့စီလုံးမှုညီညွတ်မှုဖွံ့ဖြိုးတိုးတက်မှုကြောဝချမ်းသာမှုလွတ်လပ်မှုစတဲ့ကောင်းကျိုးတရားများရရှိခံစားနိုင်ကြပြီးဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအထူးတူကတည်ဆောင်အကောင့်ထဲပေါ်ကြပါလို့ပြောကြရင်ညီကုန်းချော့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နည်းနည်းလေး15မိနစ်လောက်ပေါ့ကျွန်တော်ဆွေးနွေးပြရတယ်ဒီနေ့ဆွေးနွေးပွဲမလုပ်ခင်လွန်ခဲ့တဲ့4-5 ရက်လောက်ကပြန်ကြားရေးဝန်ကြီးဦးအောင်ပြန်ကြားရေးဝန်ကြီးကကျွန်တော်ကိုလာပြီးတော့ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးအကြမ်းမဲ့သူကျွန်တော်ရှင်းပြပါတယ်စီမံတော့တော်ကြာပါပြီလိုခဲ့တဲ့တလကျော်တဲ့ကျွန်တော်စီမံနေကြတာပေါ့ဒါပေမဲ့ဒီနေ့ကြည့်တဲ့အခါမှာ trust stability and development ယုံကြည်မှုတည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ဒါသူရဲ့သိမ့်မီပေါ့ဒါလေးကျွန်တော်နည်းနည်းသတိပြုမိတာသူကြီးခဲ့ပါအဲ့ဒီကတော့လွတ်တော်ကိုယ်စားလှယ်တွေပါမယ်ဆိုပြီးတော့သူကကျွန်တော်ပြောပါတယ်ဒီစေဝေးလာတက်ကြတဲ့လွတ်တော်ကိုယ်စားလှယ်များပါတယ်လို့ပြောဒီမှာကျွန်တော်လွတ်တော်ကိုယ်စားလှယ်အသီးသီးကိုလည်းကျွန်တော်တို့ကျူစုပါကြောင်းဝမ်းမြောက်ပါကြောင်းပြောလို့ပါတယ်ပြီးခဲ့တဲ့2025ဒီဇင်ဘာလ28ရက်နေ့စတင်ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲဒီပါလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပေါ့အဲဒါကိုတကယ်စစ်မှန်တဲ့ရွေးကောက်ပွဲတန့်ရှင်းတဲ့ရွေးကောက်ပွဲလုပ်ခဲ့တာဖြစ်ပါတယ်
ဒီမှာမြို့ကပေါ်မှာမဲပေးကြတဲ့ပြည်သူ50.2ရာခိုင်နှုန်းဒါမဲပေးကြတော့ပြည်သူတွေအားလုံးသူတို့ကနေလွတ်လပ်တက်ကြွစွာနဲ့လွတ်လပ်မဲပေးခဲ့တာဖြစ်တယ်လို့ရရှိလာတဲ့ရလဒ်ကလည်းတန့်ရှင်းတဲ့ရလဒ်တွေဖြစ်ပါတယ်ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်တည်တည်ဟာလည်းတကယ်ပြည်သူရဲ့ဆန္ဒအစစ်မှန်တဲ့ရွေးချယ်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်တည်တည်ဖြစ်တာကြောင့်ကျွန်တော်အနေနဲ့ပို့ပြီးတော့မှဝမ်းမြောက်ဝမ်းသာကျေးဇူးတင်အတိမတ်ပြုကြောင်းလွှတ်တော်ကိုယ်စားလှယ်တည်တည်လည်းကျွန်တော်ပြောလို့ပါတယ်အဲ့ဒီနေ့ရုပ်ကောဒီဟောဘက်မှာဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ကိုယ်ကယုံကြည်မှုတည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ကဏ္ဍတွေမှာကျွန်တော်တို့ဒါတစ်ချက်ပေါ့ဗျာဒါငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတစ်ချက်ကျွန်တော်တွေ့ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့သုံးနေတဲ့ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ပတ်သက်တာနောက်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ဒီစီးပွားရေးဒီနဲ့ပတ်သက်တာတွေခံကားနေတယ်နောက်ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးရေးအားနည်းတဲ့အချက်တွေပေါ့ဒါတွေကျွန်တော်တို့တွေ့ပါတယ်ဒါပြီးဒီဖိုရာနဲ့ဆက်ဆက်ပြီးတော့လေကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်တို့ကနိုင်ငံစီးပွားရေးတိုးတက်အောင်ဖွံ့ဖြိုးတိုးတက်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတော့ပိုအရေးကြီးပါတယ်သူတွေကတော့ဝမ်းဝဖို့လိုတာပေါ့ဗျာဝမ်းဝပေါ့ဥမတောင်းမှာတီလာဆောင်နိုင်မယ်ဆိုတဲ့အတိုင်းဥမတောင်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်ကြမလဲပေါ့တစ်ဆက်တည်းမှာဥမတောင်းအောင်လုပ်ရင်းနဲ့တစ်ဖက်ကလည်းနိုင်ငံရေးရကျွန်တော်တို့ဒီမိုကရေစီနဲ့လျော်ညီတဲ့ကျွန်တော်တို့နိုင်ငံရေးစနစ်ကိုရအောင်ထိန်းသိမ်းရမှာဖြစ်ပါတယ်ဒီမိုကရေစီဆိုတဲ့ခါမှာလေကျွန်တော်တော့ဒီနေ့ကျွန်တော်ရဲ့လူ့ဘောင်ကပ်ပဲဒီနေ့ကျွန်တော်ပြောပြပါတယ်တိကျတော့ဒီဥစားဒီနိုင်ငံရေးသူစနစ်မှာကွာလို့တပါတီနိုင်ငံရေးရှိတယ်ကွာလို့သူကပါတီစနစ်တဲ့ပါတီဆိုစနစ်ဆိုတော့သူပြောတယ်နိုင်ငံရေးစနစ်ပေါ့တပါတီမှာလည်းထပ်ပြီးတော့ကျွန်တော်တို့လည်းပြောကြတာပေါ့တပါတီစနစ်ကျုပ်သုံးတဲ့နိုင်ငံတွေရှိလို့နှစ်ပါတီစနစ်နဲ့နှစ်ပါတီအားကောင်းတဲ့နိုင်ငံတွေလည်းရှိတယ်ဆိုပြီးကျွန်တော်တို့လည်းသူတို့တင်ပြကြပါဥပမာအဖြစ်အမေရိကန်ဆိုရင်နှစ်ပါတီကနေပြီးတော့တကယ်လှုပ်ရှားနေတာပေါ့အင်္ဂလန်ဆိုလည်းအမေရိကန်ဆိုတဲ့ Democratic Republic ပေါ့ဒီဘက်အင်္ဂလိပ်ဆိုလို့ရှိရင်လည်း Labour နဲ့ Conservative သူတွားကြတာပေါ့ဒီလိုပဲဟလာတပါတီအားပြီးတော့ကောင်းပြီးတော့ပါတီဆိုတော့ပါတီဆိုမျိုးတို့တပါတီကအားကောင်းပြီးတော့နိုင်ငံအာဏာကိုတောက်လျှောက်ယူထားတဲ့နိုင်ငံတွေရဲ့ရုပ်မှာဂျပန်နဲ့စင်ကာပူတို့နိုင်ငံမျိုးတွေဒီလိုလေးရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောကြပါနားပါတယ်ဒီလိုပဲပါတီဆိုစနစ်လည်းပြောပါကျွန်တော်တို့ကပါတီနိုင်ငံရေးသွားကြတော့နိုင်ငံရေးစနစ်မှာဒီမိုကရေစီအုပ်ချုပ်ရေးဒီမိုကရေစီရဲ့အုပ်ချုပ်ရေးစနစ်ကိုကျွန်တော်တို့သွားတော့နောက်တစ်ခုကတော့ကျွန်တော်တို့ပြည်သူတွေတိုင်းရင်းသားတွေလိုချင်တဲ့ Federal စနစ်တို့ပြောတယ်ဒါမှန်ပါတယ်ဒါလည်းကျွန်တော်တို့လက်ခံပါဒါကြောင့်ဒီမိုကရေစီနဲ့ Federal စနစ်ကိုအခြေခံတဲ့ပြည်တော်စုသွားမယ်လို့ကျွန်တော်တို့ပြောကြတော့Federal စနစ်တော့ပေါင်းစည်းနေထိုင်ခြင်းအာဏာကိုခွဲဝေကျင့်သုံးခြင်းဒါတွေရဲ့တူတူခြေခြေပြတ်ပြတ်အဓိပ္ပာယ်တော့ရှိပါတယ်အချမ်းများအဖြစ်ပေါင်းစည်းနေထိုင်ပြီးတော့မှအာဏာတွေကိုအားလုံးအစဉ်စဉ်ခွဲဝေကျင့်သုံးလှုပ်ဆောင်ကြခြင်းဟာဒါ Federal စနစ်ပါဘူး Federal စနစ်မှာသတိပြုရမှာတော့ဒေသကို Federal စနစ်ပေးတာဖြစ်ပါတယ်လူပုဂ္ဂိုလ်လူတိုင်းရင်းသားကိုအထူးအဖွဲ့ကို Federal စနစ်ပေးတာမဟုတ်ဘူးဆိုတော့သတိချဖို့လိုအပ်ပါတယ်ဒါဘယ်လိုပဲပြောပါလေဒီနိုင်ငံရေးတွေစနစ်ဘယ်လိုပဲလုပ်နေဖြစ်သေးအဓိကတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရတော့အဓိကကြတော့အဲ့မှာကျွန်တော်တို့ဒူဦးရဲ့80ရာခိုင်နှုန်းကျေးတက်မှနေပြီးတော့မှ30ရာခိုင်နှုန်းမြို့ဘက်မှာနေကြတာဒါအချမ်းပြင်းပေါ့တတိုင်းငံတို့ရဲ့အချမ်းပြင်းကျွန်တော်ထွတ်တော်ကိုယ်စားလှယ်တို့များလဲကျွန်တော်ပြည်သူလာဝကဝန်ကြီးဌာနနဲ့2024ခုနှစ်လူကြီးအစင်းထုတ်ပြန်တဲ့လူကြီးနဲ့အိမ်ကျောင်းတင်ထုတ်ပြန်တဲ့အခါမှာထုတ်ပြန်ရဲ့စာအုပ်တွေပြည်သူထွတ်တော်ကိုယ်စားလှယ်တည်လည်းပေးပါလို့ကျွန်တော်ပြောထားပါတယ်ပေးပါလိမ့်မယ်နော်ရောက်ရင်လည်းရောက်မှာပေါ့မရောက်သေးရင်လည်းကျွန်တော်ပေးပါမယ်ဒီစာအုပ်တွေအားလုံးလေ့လာကြည့်ပါအဲ့မှာလေ့လာကြည့်ရင်ကျွန်တော်တွေ့ပါတယ်အဲ့အကြီးချင်းအဖြစ်အနာဂတ်နိုင်ငံရေးကိုဘယ်လိုပုံဖော်မလဲဆိုတော့ကျွန်တော်အဲ့မှာစဉ်းစားလို့ရပါလိမ့်နောက်မလို့လာလျှောက်ပြီးတော့လျှောက်လုံနေလို့မဖြစ်ဘူးနောက်ခွေရတခြားရှာတခြားဖြစ်နေလို့လည်းမဖြစ်ပါဘူးဒါကြောင့်စေးနဲ့အနာနဲ့စေးတဲ့ဖို့တော့လိုတယ်အာဟာရဖြစ်အောင်ကျွန်တော်လုပ်နိုင်ဖို့လိုတယ်ဒါတော့ကျွန်တော်သွားမှာဖြစ်ပါအဲ့မှာခုနပြောတဲ့လူကြီး80ရာခိုင်နှုန်းတဲမှာကျွန်တော်တို့
မြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေမှုကိုကမ္ဘာ့ဘဏ်ကနေပြီးတော့40ရာခိုင်နှုန်းအထက်ရှိတယ်လို့ပြောပါဆင်းရဲမွဲတေမှု40ရာခိုင်နှုန်းအရင်တော့20ရာခိုင်နှုန်းကျော်နေအခု double ဖြစ်တယ်လို့ပြောတာပေါ့ကျွန်တော်တို့လက်ထက်မှာ double ဖြစ်တယ်လို့ပြောတာအမှန်ဟိုတိုက်တာတစ်ခုတော့မှန်ပါလိမ့်မယ်တို့တော့တချို့ရတယ်လည်းလွမ်းမှန်းမှုတွေရှိပါတယ်တို့တော့လည်းပဲကျွန်တော်တို့ဒီကျေးလက်ဖွံ့ဖြိုးရေးတော့အထူး data ဆောင်ရွက်သွားဖို့လိုအပ်ပါအဲ့မှာကျေးလက်ဖွံ့ဖြိုးရေးတွေသွားဖို့ကြောင့်လည်းစနစ်တကျစိုက်တက်မွေးတက်ဖို့လည်းဟိုခင်မီစိုက်ပျိုးရေးစနစ်ကိုမပြောပါ model ဟိုဘာကျွန်တော် systematically လုပ်နိုင်တဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးအတတ်ပညာတွေလှုပ်ထပ်ဖို့လိုတယ်ဒီတော့ကျွန်တော်တို့ကသူတို့ကိုဟလာဆောင်းဝဲပေးနိုင်မဲ့သူတို့လက်တွဲဆောင်းဝဲပေးနိုင်မဲ့ဥဆောင်လက်တွဲဆောင်းဝဲပေးနိုင်မဲ့ဥဆောင်ပြီးတော့ဆောင်းဝဲပေးနိုင်မဲ့ပညာရှင်တွေကျွန်တော်တို့လိုတယ်ကျွန်တော်တို့မရှိပါဘူးတော်တော်လေးအားနေပါတယ်နော်ဒါနဲ့အပ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပညာရေးကိုစစ်တမ်းကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့လူကြီးထောက်ဝက်လောက်ကဟလာပညာရေးနှိပ်ပါတာတွေ့တယ်ကျွန်တော်ပြီးခဲ့တဲ့အစည်းအဝေးမှာလည်းကျွန်တော်ပြောပါတယ်ဒီအောင်ပညာရေးနှိပ်ပါတယ်23ရာခိုင်နှုန်းလောက်ကအလယ်တန်းပညာကျွန်တော်ရှိပါတယ်73ရာခိုင်နှုန်း14ရာခိုင်နှုန်းလောက်ကအထက်တန်းပညာရှိတယ်အစိမ့်မြင့်ပညာတော့ဒီတဲ့ပိုနေတာပေါ့ဒီလိုသွားကြတော့အဲ့တော့ကျွန်တော်တို့ကမဖြစ်မနေလောက်ရမှာတော့ပညာရေးမြင့်တင်မှုပဲပညာရေးမြင့်တင်မှုစောစောပြောတဲ့ပညာရေးနှိပ်ပါတယ်ဆိုတဲ့အထက်မှာဟလာတော်တော်ကြီးကိုအားနေတဲ့လူတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တာဝန်ယူတဲ့အချိန်မှာဒါလည်းဒီလာဘောကဝင်ကြီးထားတဲ့အစင်ကားသာပေါ်ကြည့်ပြီးတော့ကျွန်တော်တို့ဟာဒါဒီအဖြေထွက်တာအဲ့တော့ကျွန်တော်ကတာဝန်ယူတဲ့အချိန်မှာ KG+ 90ကိုလွတ်ဖို့ကျွန်တော်တို့ကစီမံပါတော့အတိုင်းအတာတစ်ခုတည်းအောင်မြင်ပါတယ်အောင်မြင်တို့တော်လည်းပဲပြည်내တိုင်းသီးသီးကတော့အောင်လုံးကြိုးစားဖို့တော့လိုပါသေးတယ်ဒီငြိမ်းအေးချမ်းတဲ့ဒေသတွေကတော့ဒါအောင်မြင်မှုရှိနေတာကိုကျွန်တော်တို့တွေ့ပါတယ်ဥကျွန်တော်ခုနကပြောတဲ့စိုက်ပျိုးမှုမြေတွေလိုအပ်တဲ့အတွက်ကြောင့်ကျွန်တော်တာဝန်ယူတဲ့ချိန်မှာ KG+ 10 11 12မှာစိုက်ပျိုးစက်မှုစိုက်ပျိုးနေမှုမြေဘာသာရတွေကိုလုပ်ပါတယ်အခုသူတို့ဒီနှစ် KG+ တွဲဆောင်မှုပဲဖြည့်နေကြပြီဖြစ်ပါတယ်ဒါမဲ့ပညာသင်နှစ်ကစပြီးအလယ်တန်းပညာမှာကျွန်တော်တို့ဒီဆက်ဆိုင်မွေးဘာသာတွေသင်ပါမယ်သင်ပြီးတော့သူတို့တော့ဆောင်မွေးမရှိပါဘူးသူတို့နားလဲအောင် knowledge နဲ့သင်ပေးလိုက်မယ်တစ်ပတ်ကိုတစ်ချိန်နှစ်ချိန်စသဖြင့်သင်ပေးပြီးတော့သူတို့ဆိုတော့ professional ရွေးပဲကာလဖြစ်တဲ့ KC 11 10 11 12ကြာမှကျွန်တော်တို့ကဆောင်မွေးစစ်တဲ့စနစ်ကိုကျွန်တော်တို့သွားပါမယ်ဒီလိုလုပ်ထားပါအဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဘာကြောင့်ဒီလိုဖြစ်ခဲ့လဲဆိုတာလေကျွန်တော်စဉ်းစားကြည့်ပါလွန်ခဲ့တဲ့ရက်ပိုင်းပေါ့ဗျာရက်ပိုင်းတော့ကျွန်တော်မျိုးသားပြတဲ့မှာရှိတဲ့ပြကားနေကျွန်တော်တွားကြည့်တာတော့ပကြီးပြကားနေတွားကြည့်တာပါတရင်တော့ကျွန်တော်မထုတ်ဘူးပေါ့တနအီကျော်တော့ကျွန်တော်ကြားပါတယ်ဒါပြင်ရသူတို့ဝင်ကြီးနဲ့တက်ဆန်တာဝန်ရှိတဲ့ပူတွေကျွန်တော်များများကြီးပဲတွေ့ဆိုရှင်းပြတော့ပကြီးကားတွေကြည့်ရင်နဲ့ပကြီးကားတွေလက်ရတွေကြည့်ရင်နဲ့ဒါတွေသိနေကျွန်တော်ပကြီးပညာရှိတွေရဲ့အခန်းကဏ္ဍကိုမြင့်တင်ဖို့ကျွန်တော်ဒါလေးတွေကျွန်တော်ပြောပါတယ်တစ်ဆက်တည်းပဲဝင်ကြီးကနေပြီးတော့ပြကားနေမို့ဒီငလင်းပြကားနေပြီးလို့ငလျင်ကြောင့်ပျက်စီးသွားတဲ့ပြာကားနေပြင်ဆင်တာပြီးလို့ယုံပြီးကြည့်ပါလားအချိန်ပေးနိုင်ရင်ကြည့်ပါလားဆိုအေးကွာကြည့်မယ်ဆိုပြီးတော့ကျွန်တော်တနားကျော်တော့ကျွန်တော်လိုက်ကြည့်ပါတယ်ကျွန်တော်လည်းတော်ညောင်းပါအင်းနဲ့ပြူခိပြာကားအောင်ရောက်သွားတယ်ပြူခိပြာကားတော့ပြူခိရင်ကျေးမှုတွေပြတော့ပြူရခစ်တာတို့ဟန်လင်းတို့ဒီဟာတွေကျွန်တော်တို့ပြတာပေါ့ပြတဲ့ခါကျတော့တော်တော်လက်ရကောင်းတော့တွေ့ကျွန်တော်ကိုယ်တိုင်လည်းရောက်ဖူးပါတယ်အဲ့ပြဒီနေရာကြီးရှေ့ရောက်နေပြီရောက်ဖူးတယ်ရောက်ဖူးတော့ပြူလက်ရတွေကတော်တော်ကိုမြင့်မားတာတွေ့တယ်အဲ့ဒါကျွန်တော်အဲ့မှာတာဝန်ရှိတဲ့ညွှန်ကြားမှုကျွန်တော်မေးတယ်အဲ့တော့လူတွေဘယ်လိုနေကြလဲကွာဆိုတော့ဘုချုပ်မှီးတဲ့သူတို့လူနေတဲ့စနစ်လူရှိပါဆိုကျွန်တော်လိုက်ပြတဲ့ခါကျတော့အဲ့မှာအုတ်ကျွတ်နဲ့မူးထားတော့အုတ်ကျွတ်နဲ့မူးတဲ့ဒီစနစ်ကိုကျွန်တော်တွားတွေ့တယ်အဲ့ဒါမင်းခင်ဗျတေချာလားလို့ဆိုတော့တေချာပါတယ်ဒါ UNESCO ကသိမှတ်ပြုထားပြီးသားဒါကိုစစ်ပြီးသားတွေတကယ်လည်းဟုတ်ပါတယ်ဒါပေမဲ့ဟာလာဒါ APU ခေတ်ဆိုတာတော့ AD 1ရာစုနှစ်လောက်ပေါ့နော်ကျွန်တော်တို့မှာဒါခေတ်ရှိပါတယ်ပြူခေတ်က AD BC နှစ်ကနေ AD 9ရာစုတည်းရှိပါတယ်အဲ့တော့အဲ့ချိန်မှာ AD 1ရာစုလောက်ကလက်ရတွေဖြစ်ပါတယ်နောက်ပြီးတော့ပကံခေတ်ပေါ့နော်ပင်ရတို့အင်းဝါတို့တောင်ငူတို့ညောင်ရမ်းတို့ကုန်းပေါင်တို့အဲ့ခေတ်တွေကျွန်တော်တို့ရောက်လာခဲ့ကြဒါပေမဲ့အဲ့ဒီခေတ်က
အုတ်ကျွတ်နဲ့နေခဲ့တဲ့ကျွန်တော်တို့စနစ်ကအခုမြန်မာနိုင်ငံမှာတက်ကင်မှုတနည်းနဲ့နေရတဲ့အဆင့်ရှိနေသေးတယ်နှစ်ပေါင်း2000ရှိသွားဘာဖြစ်လို့လဲဘာဖြစ်လို့ကျွန်တော်တို့ဒီပညာတွေကျွန်တော်ဆက်ပြီးတော့မရောက်လာတယ်လဲဆိုတော့ကျွန်တော်တို့အမှစဉ်းစားကြည့်တဲ့အခါကျအဲ့ခေတ်မှာစစ်မှတ်တွေဖွင့်ပြစစ်မှတ်တွေဖြစ်ပွားခဲ့တယ်အချင်းချင်းချကြနောက်တရုတ်ကနေပြီးတော့လာရောက်ကျူးကျော်တက်ခဲ့တဲ့ကြောင့်ဟလာပြည်နိုင်ငံပျက်စီးသွားပြတ်သွားတော့ပြတ်သွားပြူခေကနေပြီးတခါမြန်မာနိုင်ငံပြတ်အစိတ်စိတ်ပေါ်မှာပြန်ပွဲသွားတဲ့လူတွေကတခါမြန်မာနိုင်ငံပုံပြန်ပြီးတော့ကြံတဲ့လူတွေကကိုယ်နိုင်ငံမှာကိုကောင်းအောင်လုပ်ကြတာပေါ့ဆိုတော့ပြောပကံတို့အင်းဝါတို့ပင်းရတို့ခစ်တွေအသီးသီးပေါ့နော်ဒီလိုလုပ်တာကြဒါပေမဲ့လည်းအဲ့ခေတ်မှာလည်းအချင်းချင်းချနေကြတယ်ဟလာဟိုမှာပကံခေတ်ဆိုလေဟလာတိုက်ကြခက်ကြပေါ့နော်ဒါတော့ထားမင်းတို့ဟလာကျန်စစ်သားမင်းတို့ဒါတွေလည်းသိပါတယ်နော်ဒီလိုပဲပင်းရခေတ်လည်းတိုက်ကြခက်ကြပေါ့နော်အင်းဝါခေတ်လည်းတိုက်ကြခက်ကြပေါ့တောင်ငူခေတ်မှာလည်းတိုက်ကြခက်ကြပေါ့အဲ့ချိန်မှာကျွန်တော်တို့ရဲ့ဒီအတတ်ပညာတွေပြန်ပွားမှုဒါမလုပ်နိုင်ပါဘူးစာပေကတော့ဗကံကိတ်မှာစာပေကတော့မြန်မာစာပေကတော့စပြီးတော့ပေါ်လာပြီးဖြစ်ပါတယ်ကြောက်စာတွေမှာကျွန်တော်တို့တွေ့တယ်အဲ့တော့ပြီးတော့ကျွန်တော်တို့ကုန်းမောင်ခေတ်ဖြစ်တဲ့အခါကျတော့1885ခုနှစ်မှာလွတ်လိုက်ဆုံးရှုံးသွားတာပေါ့အိန္ဒိယကနေပြီးတော့1824နောက်1852နောက်1888ဒီမှာ1886နော်85နှစ်ကုန်မှာကျွန်တော်တို့လွတ်လိုက်ဆုံးရှုံးခဲ့တော့ဒီရောအင်္ဂလိပ်ကျူးကျော်မှုတွေတိုက်ရတယ်တောက်ချောက်လွတ်လိုက်ဆုံးရှုံးသွားပြီးတော့လေလွတ်လိုက်ရဖို့တဲ့တနင်္ဂနွေလုံးကနေပြီးတော့တိုင်းရင်းသားတွေစူးစီးပြီးတော့အင်္ဂလိပ်ကိုတိုက်ကြတယ်1948မှာလွတ်လိုက်ရတယ်အချင်းမလွတ်လိုက်ရပြီးတော့အခါကျတော့နိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်တဲ့အခါလွတ်လိုက်ရပြီးတော့တိုက်ကြခတ်ကြတယ်စောစောကျွန်တော်မိန်ကုန်းထဲမှာလည်းပါတယ်လွတ်လပ်ရပြီး2လကြာမှကျွန်တော်တို့ပြည်내နိုင်ငံပြည်ပခါတွေဖြစ်တယ်တကယ်တော့3ရက်ကြာမှစပြတ်တာသူတို့ကကျွန်တော်တို့အခုချိန်ထိဒီလိုတည်ငြိမ်အေးချမ်းမှုတွေပြက်ပြားတဲ့အတွက်ကြောင့်လူတွေကစားကောင်းခြင်းမအေးရစားကောင်းခြင်းမစားအိတ်ကောင်းခြင်းမအေးကအလို့မလို့ကပညာမသိရဒီလိုဖြစ်တဲ့ခါမှာဟလာခဲတို့ကျွန်တော်တို့သိတာပဲဟလာပြီးခဲ့တဲ့တော်လိုင်းကောင်စီခေတ်ခဲ့တဲ့မှာအားသုံးလုံးကြီးလှုပ်ရှားမှုတွေလုပ်ခဲ့ရတယ်စမတသူပပြောက်ရေးတွေလုပ်ခဲ့ရတယ်တော်လိုင်းကောင်စီခေတ်အစားပြီးလမ်းစေပါတီခေတ်ပေါ့နော်နောက်ကျွန်တော်တို့ဒီဘက်နဝတနာယခေတ်ခေတ်တီပညာနေပါတဲ့ဟာတွေပညာသင်ကြားမှုတွေလုပ်ခဲ့ကြတယ်စောစောပြောတဲ့တလောက်လုပ်ခဲ့တာတော့မှရာခိုင်နှုန်းတော့ဘက်လောက်ကပညာရေးနေပါတော့မရှိသေးဘူးဒါကြောင့်ပညာရေးမကောင်းပဲနဲ့ဟလာပညာရေးမကောင်းပဲနဲ့ဒါအတတ်ပညာသင်ဖို့ဆိုတာမဖြစ်နိုင်ဘူးအတတ်ပညာမသိဆာမဖာဖဲနဲ့အသိပညာဆိုလည်းမရှိနိုင်ဒါကြောင့်ကျွန်တော်တို့မလွဲမသွေလုံးအောင်မှာတော့နိုင်ငံရေးပညာရေးစနစ်ကိုမြင့်တင်ပေးဖို့လိုပါဒါလွှတ်တော်ကိုယ်စားလှယ်များဒါထပ်တင်စဉ်းစားအလေးနဲ့ထဆက်တင်စဉ်းစားဖို့ပြောချင်တယ်နော်ထပ်တင်စဉ်းစားပြောချင်ပါတယ်ဒီမှာလည်းခုနလာဒီပညာမသင်ကြားလို့ဘာလို့ပြောတယ်ခါအခုကျွန်တော်ဒီငြိမ်ချမ်းမှုပြပြနေတဲ့တချို့နေရာတွေဖြစ်ပညာရေးအားနေတဲ့ပြည်နယ်တဲ့တိုင်းတွေပူဖြစ်တာတွေ့ပါတယ်ဟိုဘက်တောက်ဘက်ဆိုကချင်ချင်းပြည်နယ်ဟလာနောက်ပြီးလို့ရှိရင်အပေါ်ဘက်ဆိုကီချီပြည်နယ်တချို့အစိပ်ပိုင်းပေါ့စကိုင်းတိုင်းအထက်ပိုင်းအဖျားပိုင်းတွေနော်ရှမ်းပြည်နယ်တချို့အစိပ်ပိုင်းတွေကျွန်တော်ကိုယ်တိုင်နဲ့တာဝန်ထမ်းဆောင်လို့သိပါတယ်ဒီအမျိုးတွေကနော်ကယားပြည်နယ်ကရင်ပြည်နယ်ဒီမှာသူဖို့တွေဖြစ်နေတဲ့ကိစ္စတွေပေါ့အဲ့ဒီဒေသတွေအားလုံးကပညာရေးအားနေတဲ့ဒေသတွေဖြစ်နေတာကိုတော့တွေ့တယ်ပညာရေးအားနေတဲ့ခါကျတော့စဉ်းစားဆွဲခေါ်နိုင်မှုမှာလည်းအားနည်းချက်တွေရှိလာသူတို့ဘာလုပ်လဲသူတို့ပြောတော့နိုင်ငံရေးပေါ့ဗျာ2021ခုနှစ်မှာညာရင်သဘောထားကွဲလို့ဖြစ်လာတယ်ဒါပေမဲ့နိုင်ငံရေးကအဓိကမဟုတ်ဘူးဗျာသူတို့စားဝတ်နေရေးလုပ်နေကြတယ်ရွှေတွေခိုးတူးတွေဗျာတတ်တူတွေခိုးတူးတွေဗျာကျွန်းတွေဟလာထုတ်ပြီးခိုးရောင်းတယ်ဗျာတစ်တွေခိုးရောင်းကြတယ်တတ်တူတွေခိုးရောင်းကြတယ်စက်ကြီးတွေကောက်တယ်ဂိတ်တွေဖွင့်တယ်စက်ကြီးတောင်းတယ်လူတွေဖမ်းတယ်ဟလာစက်ကြီးတောင်းတယ်ဒါအမှန်ပဲနိုင်ငံရေးရှိကုန်ရှိနေမှာကျွန်တော်မငင်းပါဘူးအဲ့နိုင်ငံရေးကဟလာကျွန်တော်တို့ဘာကြောင့်ဖြစ်လဲဆိုတာကိုတော့ဟလာဘာကြောင့်ဖြစ်လာတယ်ဆိုတာကိုတော့စဉ်းစားဖို့လိုတယ်တကယ်တော့မဲမတန်မှုကြောင့်ဖြစ်လာတဲ့နိုင်ငံရေးပြဿနာကျွန်တော်တို့အကုန်အပြည့်အဝထောက်ခံပြီးသားတပ်မတော်နဲ့ထောက်ခံပေးတာမဲမတော်မှုတွေကြောင့်ဖြစ်လာတဲ့နိုင်ငံရေးအကြက်တဲတွေကြောင့်ဒီလိုအခြေအနေထိရောက်လာခဲ့တယ်။ဒါကြောင့်ဒီလိုမဖြစ်အောင်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလုံးဝဟာလာတန်ရှင်းတဲ့
ရွေးကောက်ပွဲတစ်ခုဖြစ်အောင်လုပ်တယ်ဘလို့နည်းနဲ့မှမဲခိုးလို့မရလုပ်ပေးတယ်ဒါကြောင့်ခဲတို့လုံခဲတို့လက်ပြလုံတယ်အကုန်လုံးကျွန်တော်ပြောရတယ်နော်တတိရှိကျွန်တော်ပြောရတယ်ဒီအောင်ခဲတို့လက်ပြလုံတုံးနဲ့တက်လာတဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်တယ်ဒါကြောင့်ဒါကိုကျွန်တော်တို့အနေနဲ့ဟလာဘာကြောင့်တိုင်းပြည်ကိုဘလို့ဖြစ်ခဲ့ရတယ်လဲငါတို့ဘာလုပ်ဖို့ကောင်းတယ်လဲဆိုတာကိုစဉ်းစားဖို့လိုပါတယ်ဒီမှာကျွန်တော်ဒီမှာလည်းထည့်ပြောတယ် agro based industry ဘာလို့ဆိုတော့ကျေးလက်နေလူတွေက90ရာခိုင်နှုန်းစိုက်ပျိုးမှုမျိုးဘယ်သူမှမလုပ်ဘူးဗျမြို့ပေါ်နေတဲ့လူတောင်မှဟလာဥယျာဉ်ချမ်းမြေပိုင်တဲ့လူတွေရှိတယ်ဥပမာဒဝယ်တို့ဘာလို့ဆိုလို့ရှိရင်ဒူးရင်ချမ်းပိုင်တယ်ရဘာချမ်းပိုင်တယ်သူတို့ရှိတယ်မွန်ပြည်နယ်ဆိုလဲမော်လမြိုင်နေတယ်ဒါပေမဲ့သူကဒူးရင်ချမ်းနေလုပ်တယ်နှစ်ရှိတီးနှံနေစိုက်တယ်ဥယျာဉ်ချမ်းမြေလုပ်တယ်ကံဦးတိုင်းမှာနေကြတယ်မြို့ပေါ်နေတယ်ဒါပေမဲ့ပင်လယ်ငါးဖလုပ်ငန်းလုပ်နေကြတယ်ပစုံမူးမြေငါးမူးမြေလုပ်ကြတယ်ကြက်မူးမြေလုပ်ကြတယ်ဒါဆိုရင်မလွတ်ကြဘူးဒါကြောင့်ကျွန်တော်တို့က agro based industry ကိုမသွားလို့ကတော့မရဘူးမကြသေးခင်ကျွန်တော်ဒီ online ကနေပြီးတော့ရေးထားတဲ့ဆောင်းပါးတစ်ခုကျွန်တော်ရှိပို့တာပေါ့လေကျွန်တော်ကတော့ဓာတ်ရိုက်မရပါဘူးကျွန်တော်ရှိတနည်းလာမြေရောက်လာဒီမှာကျွန်တော်အနေနဲ့ agro based industry ကိုလုပ်နေတာနည်းနည်းလွဲနေတဲ့သဘောကိုသူကပြောတာပေါ့ဒီခေတ်က IT ခေတ်ပေါ့ဤပညာခေတ်ပေါ့ဒါဒီကိုသွားဖို့ဗိုလ်ချုပ်မီစဉ်းစားဖို့ဆိုတဲ့ဟာဗိုလ်ချုပ်မီဆိုတဲ့သုံးနှုန်းတော့မပါဘူးပေါ့ဒီတော့ကျွန်တော်စဉ်းစားဖို့ကြောင်းရေးတာပေါ့ကျွန်တော်လည်းဟလာကျွန်တော်လည်းဟလာ IT နဲ့ပတ်သက်ပြီးတော့ဤပညာပတ်သက်ပြီးပြီးခဲ့တဲ့ရက်ပိုင်းမှာပဲကျွန်တော်ပြင်းလွင်မှာရန်ကုန်တယ်လီပို့မြို့တော်တောက်ပြီးပြန်ပြီးအကောင့်တွေဖော်ပါတယ်ဒါဟိုးရင်ခဲ့တဲ့လောက်ခဲ့တဲ့စီမံကိန်းဖြစ်တယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်ကျွန်တော်မလုပ်နိုင်ခဲ့ဘူးထို့တူပဲကျွန်တော်တို့ရန်ကုန်မှာလုပ်တဲ့ဟလာဤပညာနဲ့ဆိုင်တာဒီပြည်မှာလုပ်တဲ့ဤပညာနဲ့ဆိုင်တယ်ကျွန်တော်အကုန်လုံးအားပေးတယ်ကျွန်တော်အတိမနဲ့ပြီးတယ်ကိုလည်းကူညီပေးနေတယ်သို့တော့ခုန agro business industry တော့မလုပ်လို့မရဘူးလူအများစုဖြစ်နေညင်းပယ်လို့မရဘူးဒါကြောင့်ကျွန်တော်တို့ကသူတို့ဟလာစီးပွားရေးပိုအားကောင်းအောင်လုပ်ပါအကောင့် agro business industry တူတူပြောလို့ရှိရင်ဘာရှိလဲဟလာကျွန်တော်တို့ဆန်စပါးပေါ့ဆန်စပါးတို့ပဲတို့ကျွန်တော်တို့အဓိကစိုက်တာနှမ်းလို့ပြောတာဒီတဲ့စက်မှုလုပ်ငန်းကိုတွားနိုင်တဲ့ကျွန်တော်တို့ဟာရှိတယ်အဲ့ဒါပါဆိုဝါဖြစ်ပါတယ်ဝါစိုက်ပြွေးနော်ကျွန်တော်အဲ့ဒါသတိပြုမှုတဲ့အတွက်ကြောင့်ကျွန်တော်တာဝန်ဆယူပြီးတဲ့တရားသတိပြုမှုတယ်ဝါစိုက်ပြွေးတဲ့ပတ်သက်အဲ့တော့ဝါနဲ့ပတ်သက်ပြီးကျွန်တော်21ထဲမှာ21သို့မဟုတ်22အစမ်းပိုင်းဖြစ်မှာနော်အဲ့တော့ကျွန်တော်ရှိရဒီတာဝန်ရှိတဲ့အရာရှိကြီးတမ်းတော့ရာရှိကြီးတယောက်အဲ့တော့ကျွန်တော်တို့နတ်ဆက်ကမှာပါတယ်အရာရှိကြီးတယောက်ခင်ဗျားဗျာလို့ပခုတ်ကူပဲသွားဗျာခင်ဗျားအဲ့မှာလည်းတာဝန်ထမ်းဆောင်တော်ဘူးတယ်အဲ့မှာဝါဆိုင်ပြူးနဲ့ပတ်သက်ပြီးသွားမေးဆိုကျွန်တော်သူ့လွှတ်လိုက်တယ်သွားလွှတ်လိုက်တော့သူသွားပြီးစစ်တော့စစ်တော့ဝါဆိုင်ပြူးတွေနဲ့ပတ်သက်ပြီးဘာဖြစ်လို့ကြာဆင်းသွားလဲအဲ့တော့ကျွန်တော်တို့ကအရင်တော့ဝါတေးဧက6သိန်း9သိန်းလောက်စိုက်ခဲ့ရနေပြီးတော့3သိန်းခွဲပဲဖြစ်လာတယ်ခေါက်ချုပ်တော့ကြာသွားဒီလေယာဆိုင်ပြူးရဲ့တင်ပြရဲ့ကိန်းကနမှာကျွန်တော်သွားတွေ့တော့အဓိကဝါဆိုင်ပြူးတဲ့ပခုတ်ကူဘက်ကိုဂံခွဲဘက်ကိုကျွန်တော်သူ့လွှတ်လိုက်တယ်လွှတ်ပြီးမင်းသွားမေးကွာဘာကြောင့်ဒီလိုဖြစ်လဲသူလည်းပုဂ္ဂိုလ်ရင်းနှီးတဲ့လူတွေနဲ့တော်လေးကြာနေပြီးတော့သူပြန်လာတယ်ဘုံမကြီးတဲ့ဟုတ်လားနိုင်ငံတော်အာမပေးလို့ဆိုတဲ့ဟာဖြစ်ထူထွက်တယ်ဘယ်နဲ့အာမပေးရမှာလဲကွာလို့မဟုတ်ဘူးတဲ့အရင်အစိုးရတွေအာမပေးခဲ့ဘူးငါတော့အားပေးမယ်ကွာလို့မင်းဝါတော့မင်းတည်တဲ့ဟိုလူမွေးတဲ့ခြံနေမင်းတည်တဲ့အထိမင်းအဝတ်နဲ့မလွတ်ဘူးကွာလို့နော်တည်တဲ့မွေးတာမှာအနှီးနဲ့ပတ်ပြီးတော့မွေးခါထွက်နေရသူတည်တဲ့ခါမှလည်းဟလာအဝတ်ဝတ်ပြီးတော့တချိုးကြရတာအဲ့တော့အလွတ်နဲ့အဝတ်နဲ့မกินတို့အဝတ်လူတယ်ကွာလို့အဲ့တော့ဝါဆိုင်ပြီးအားပေးရမယ်ဆိုပြီးကျွန်တော်တို့ဝါဆိုင်နေကြနော်2023မှာ4သိန်းခွဲစိုက်တယ်လို့ဒါလက်ဆယ်ဝင်ကြီးဌာနကိန်းကနန်းပေါ့နော်25 26မှာ5သိန်း4,900တော့5သိန်းခွဲစိုက်တယ်လို့ပြောပါတယ်ဆိုတော့တကယ်ဝါလူဝချက်ကဒီခောက်ချိုးလောက်ပဲရှိအဲ့ဒီစိုက်ဧကရဲ့ခောက်ချိုးလောက်ပဲရှိပြီးတော့ကျန်တဲ့ဟာတွေဝါတွေကျွန်တော်တို့ပို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ဝါမပို့နိုင်ဘူးနိုင်ငံခြားမပို့နိုင်သူတို့ကတော့စိုက်ဧကတွေလွဲသလားပေါ့ထပ်နှုံးတွေလွဲသလားပေါ့ကျွန်တော်လည်းအကြီးကြီးခါငါစစ်တယ်ကျွန်တော်ဝင်ကြီး3အောင်လောက်နဲ့ကျွန်တော်ဟိုဆွေးနွေးတယ်ဒါကိုသူတို့ကတော့သူတို့ဘက်ကတော့မှန်တယ်ပေါ့လေကျွန်တော်လည်းတိတ်တော့အငင်းမပေါ်ဘူးတို့တော့တကယ်ဝါတွေကျွန်တော်ရှိမှမရှိတာတော့အမှန်ပဲဆိုတော့ကကျွန်တော်တို့ကဒီဝါဆိုင်ပြေးကိုတခြားခြံပြီးလုပ်လို့ရှိရင်
ကျွန်တော်နိုင်ငံဝါအခြေခံတဲ့ချီတဲ့လုံငန်းစက်မှုလုံငန်းတခုထီထောင်လို့ရပါမလွဲဘူးတယ်လို့ရဝါနေပြီးဝါကွန်းကနေချီကနေပြီးပိတ်ကနေပြီးတော့ပိတ်ကမှအမျိုးစားကောင်းတဲ့ပိတ်တွေအမျိုးမျိုးပြောင်းတာပေါ့သူတို့သွားလို့ရတယ်ဒါခုနကပြော agro based industry ဆိုတဲ့ဟာထဲမှာအဲ့လိုစဉ်းစားဖို့ကောင်းတော့ဒုတိယတော့ဝတ်စာနှလုံးပေါင်းတိုးလာတဲ့ဝါဖြစ်ပါတယ်ကျွန်တော်တို့မှာဝါတန်း300ကျော်လောက်ထွက်ပါတယ်ရှိတယ်သူတို့အဲ့ဝါတွေကျွန်တော်ကောင်းကောင်းတိုးမချနိုင်ဝါကနေပြီးတော့မှပြော့ပတ်တွေလုပ်ပြီးစက်ကူလုပ်လို့ရတယ်ဝါကနေပြီးတော့မှပြော့ပတ်လုပ်ပြီးတော့ခြီတယ်လို့ရဝါခြီဘမ်ဘူကော်တင်ဟလာကဘာမှာနာမည်ကြီးပါတယ်တော်တော်ကောင်းတဲ့ဟာဖြစ်ပါဘမ်ဘူကော်တင်ကိုဒါအမျိုးစုံပေါ့ quality ရတဲ့မျိုးစုံချီတော့ကျွန်တော်တို့လို့ရတယ်အနည်းဆုံးတော့ပြော့ပတ်လို့ရပြော့ပတ်လို့ပြီးနိုင်ငံခြားပို့လို့ရတယ်ကျွန်တော်တို့ဒါဝါနဲ့စက်ကူလုပ်ဖို့တဲ့ပြော့ပတ်ဆက်ကိုထောက်ကူရတာပြော့ပတ်ဆက်တင်ဖို့ပေါ့ကျန်တဲ့လုပ်ငန်းတွေမှာထောက်ကူရဖို့တဲ့ cost ဆိုတာစက်ရုံစောက်ဖို့တော့ကျွန်တော်တာဝန်ယူခဲ့တဲ့2017ခုနှစ်လောက်ကစပြီးကြိုးစားခဲ့ပါတယ်အောင်လံဘက်မှာစက်ရုံဆောင်ဖို့လုပ်တာပေါ့မြန်မာစီဝိုင်းဥပိုင်လီမိတက်နဲ့လုပ်တာအဲ့ဒီမှာပထမတော့တော်တော်အခြေအနေပေးလာကျွန်တော်တို့စက်ရုံတွေပါတယ်စာချုပ်ချုပ်ပြီးနေနောက်ချိန်မှာဒုတိယအစိုးရတက်လာတော့ကျွန်တော်တို့ကန့်ကွက်တယ်ပထမအစိုးရလက်ထက်မှာစကန့်ကွက်လာတယ်ပထမဦးသိန်းစီအစိုးရလက်ထက်မှာတဝက်လောက်ကြာမှာကျွန်တော်ကန့်ကွက်တယ်ဒါလုပ်လို့မရဘူးဘာလို့ညာဘူးနဲ့ဖြစ်ကြဘာလို့ရင်ထိန်းသိမ်းတယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အမျိုးစုံဒါညှိနှိုင်းဖြည့်နေတယ်မရဘူးကန့်ကွက်မှုတွေမျိုးစုံလုပ်တယ်တို့ကကြတော့ကဲအဲ့ဒါဆိုလေသူမလုပ်နဲ့နေရာရွှေ့ကြတာပေါ့ဆိုပြီးအဲ့မှာစက်တရမှားပြီးနေပြီအဲ့တော့ကျွန်တော်တို့အဲ့စက်ကိုစီမံကိန်းဖြတ်ပလိုက်ရတော့ဒေါ်လာ30ဘူးလောက်ကျွန်တော်ဆုံးရှုံးသွားတယ်ပတ်သက်ပြန်မရအောင်အဲ့ဒါကျွန်တော်စက်မှုဝန်ကြီးဌာနလွှဲလိုက်တယ်စက်မှုဝန်ကြီးဌာနလည်းမလုပ်နိုင်ဘူးမလုပ်နိုင်တော့ကျွန်တော်တို့ဥပိုင်ကပြန်လွှဲတယ်ဥကျွန်တော်တို့ပြန်လုပ်ပါတယ်အတိတ်ကပြန်စားတယ်ဒါကြလို့အဲ့တော့ဆက်ယုံရှိကြလို့ရှိရင်အခုကျွန်တော်တို့ပြော့ပတ်တွေပါတယ်အများကြီးလုပ်နိုင်အချင်းကြီးအများကြီးရှိပါတယ်နော်ကျွန်တော်ကန့်ကွက်ခံရကြဒီလိုဖြစ်လာခဲ့ဒါကြောင့်ကိုယ်စရိတ်တော်ကြီးများပေါ့လေနော်ကျွန်တော်တို့ agro based industry ဆိုတာကမှလည်းကျွန်တော်တို့တကယ်ကိုတိုင်းပြည်အတွက်အကျိုးရှိတဲ့ဟာတွေပေါ့ဥပမာပြင်ခုနပြောတဲ့ဝါတို့ပေါ့နော် rubber လိုဟာမျိုးပေါ့ rubber ရဲ့ခြေခံတဲ့စက်မှုလုပ်ငန်းတွေတွားလို့ရတယ်နော်ကျွန်တော်တို့ကစက်မှုလုပ်ငန်းတွားဖို့ဆိုတာနဲ့ဟာလာကျွန်တော်တို့ MSME တွေလာအားပေးတဲ့အချိန်မှာတော်တော်များများတော့စသတ်ဖို့တွေလုပ်တာပြပါတယ်လိုပါတယ်မှတ်ပါတယ်မလိုဘူးမဟုတ်ပါဘူးတိုးတော်လည်းပဲဒါတွေက export လုပ်လို့မရဘူးပြပရောင်းကုန်မရှိကွန်ထရိုးလုပ်မှုမရှိဘဲနဲ့ကုန်ပစ္စည်းမရှိကုန်စည်မရှိဘဲနဲ့ရောင်းကုန်ဆိုတာမရနိုင်ရောင်းကုန်ကပြပရောင်းကုန်ရှိမယ်ပြည်တွင်းရောင်းကုန်ရှိမယ်ပြည်တွင်းရောင်းကုန်ဖြစ်တဲ့အခါကျလို့ရှိရင်သူတို့ကဟလာဝင်ငွေရပြီးတော့စောစောပြတဲ့ဥမတောက်နေတဲ့ကိစ္စသူလုပ်နိုင်မယ်ကုန်ထုတ်လို့မဖြစ်မနေလုပ်အောင်ပြီးအဲ့ကုတ်ထဲမှာအရေးသေးကောင်းတဲ့ဟာတွေရအောင်လုပ်ပြီးပြပရအောင်ပို့အောင်ပြပရမှာနိုင်ငံခြားကိုရအခုခရိုကျွန်တော်တို့နိုင်ငံခြားငွေအခက်အခဲဖြစ်တဲ့အတွက်ကြောင့်ဒေါ်လာဈေးတွေတက်တယ်ကျွန်တော်မငင်းပါဘူးကြောက်ဘာလို့ဆိုတော့ပို့ကုန်မှမရှိတော့တွင်းကုန်မဲ့အတင်းနိုင်ငံခြားတွင်းကုန်ပဲစူးစမ်းနေကြနီလန်ပေါင်းစုံနဲ့ဟလာတွင်းမှုစူးစမ်းနေတယ်တရားဝင်ရဖို့စူးစမ်းတယ်လက်ဆက်ဂျားနေပြီးတော့တရားမဝင်ကုန်စည်မှုနဲ့တွင်းမှုစူးစမ်းတယ်ကျွန်တော်သိပါတယ်ဒါပေမဲ့ပို့ကုန်မရှိဘဲနဲ့ဘယ်လိုလုပ်နိုင်ငံခြားဝင်မရလို့ရှိရင်ဘယ်လိုလုပ်ကျွန်တော်တို့ကကုန်ပစ္စည်းဝယ်ဖို့တည်းဖြစ်နိုင်မလဲအဲ့တော့ရှိတဲ့လူတွေကပတ်စံတွေသိမ်းထားပြီးတော့မတမားတဲ့နီလန်လှုပ်တာပေါ့ဗျာမတမားနီလန်လှုပ်ပြီးတော့ငွေတွေသိမ်းပြီးတော့ဒါကိုပြန်ရောင်းစားတာပေါ့အဲ့တော့ဒေါ်လာဈေးတွေတက်တာဒါမဆမ်းပါဘူးဒါကျွန်တော်တို့က export ရှိဖို့လိုတယ် export မရှိဘဲနဲ့ import ကိုလုပ်မယ်ဆိုလို့ရှိရင်တစ်ချိန်မှာကျွန်တော်တို့တိုင်းပြည်ဒုက္ခတော်တော်ရောက်နိုင်တဲ့သဘောရှိပါဒါကြောင့်ကျွန်တော်တို့ကအခုလေစီးပွားကူးသန်းဝန်ကြီးကဒါကုန်သွယ်ရေးကင်တာပေါ့လေသူကလှုပ်တာအဲ့မှာကျွန်တော်တို့က export ဒါရအောင်ကျွန်တော်ဒီနေ့ဆိုလို့ရှိရင်လည်းအခုစံတန်းချင်း3တန်းဒီပါလောက်ရအောင်ကြိုးစားရမှာ2တန်းခွဲကျော်လောက်ပို့ပြီးသွားပြီနောက်ဒီလထဲမှာတော့မတ်လထဲမှာတော့ဘယ်လောက်ပို့နိုင်မလဲကျွန်တော်မသိဘူးပေါ့တို့ဆို3သိန်း2သိန်းနဲ့မပို့တော့ပါဘူး2သိန်းဆိုတော့မှ2တန်းနဲ့9သိန်းလောက်ကျွန်တော်တို့ပို့နိုင်တဲ့အနေထားတော့ရောက်တာပေါ့ဒါကျွန်တော်တို့က3တန်းရီမှတ်ချက်ပေးထားတာပေါ့စံထွက်တယ်စင်းရပေါ့စင်းရကျွန်တော်တို့စံနေထွက်ပါတို့တော့တကယ်ပို့တဲ့ခါကျတော့ဒီနေ့ခက်ခဲရှိတယ်နော်ဆိုတော့ပြည်နေတဲ့တိုင်းတွေကလည်းတင်ပြတဲ့အခါမှာကိန်းဂဏန်းတွေမှန်ကန်ဖို့လိုတာပေါ့ဒါတွေကျွန်တော်တို့ပါအဲ့ဒီအကျင့်ဆိုးတွေကျွန်တော်တို့လည်းပြင်ချဖို့လိုတာကိုကျွန်တော်ပြောချင်ပါလူကြီးဟလာအစိုးရနိုင်ငံတော်ကနေပြီးတော့ဆေးချမ်းတောင်ဆိုပြီးတော့တာထိုးလေးသူတို့ပြောတဲ့အခါကျကျွန်တော်တို့ကလည်းအဟုတ်အောင်မေးပေါ့တကယ်တမ်းပြောတော့အားကြမရှိဘူးနော်ဒါအမှန်ပါပဲဒါအမှန်ပဲဒါကြောင့်ကျွန်တော်တို့တွေ ਨੇ တကယ်အလုပ်လုပ်ဖို့လိုပါတယ်
တကယ်အလုပ်လုပ်ပါတဲ့အလုပ်လုပ်နိုင်အောင်ကျွန်တော်တို့ဖန်တီးပေးဖို့လို့ဒါပေမဲ့လည်းလုပ်နိုင်တဲ့ပညာရှင်တွေပညာတတ်တွေပေါ်တော်လုပ်ဖို့လို့ဒါကြောင့်ကျွန်တော်တို့ကပညာရေးကိုမဖြစ်မနေအားပေးဖို့လို့တယ်ပညာရေးအားမပေးဘဲနဲ့မမြင့်တင်ဘဲနဲ့တော့ကျန်တဲ့ကိစ္စတွေမဖြစ်နိုင်ဘူးနော်ဒုတိယပါလဲဆိုချွေတာရေးနီးလမ်းပေါ့ချွေတာရေးနဲ့ဒါချွေတာဖို့လိုပါတယ်စသရငွေကြီးအသုံးဆွဲနေစပြီးဟလာဘာဖြစ်ဖြစ်ချွေချွေတာဖို့လဲစက်ကူ3တာ73စီ3တာအဆုံးနော်ချွေတာဖို့လိုတယ်တခါကျရင်စက်ကူအာဂျင်တာတွေအမျိုးစုံစက်ကူတွေအမျိုးစုံသုံးတယ်သူအဲ့စက်ကူတော်တော်များများပြည်ပသွင်းရတာဖြစ်ပါတယ်ဒါပေမဲ့ဘုံဘုံလုံးချနေတော့မယ်တခါကျရင်အစီအစီတစ်ခုလာလို့ရှိရင်3-4ခါတော့ဝေးတယ်လာပြီးတော့ပြီးတော့ဘာလို့စက်ကူတွေတော့များနေလဲကွာလို့မေးတယ်ဒီလိုကျွန်တော်မေးကြည့်တယ်အဲ့လိုပဲဟိုကဌာနပေးလိုက်ဒီဌာနပဲဟာလာကြိုတင်ဖြတ်ဝင်ကြည့်လာတဲ့ပြီးတကယ်အစီအစဉ်တစ်ခုနဲ့လာတယ်အခုကျွန်တော်ကြည့်လာတဲ့ဒီအစီအစဉ်ဆိုရင်နှစ်ခါတော့ကျွန်တော်မှရှိပြီးရောက်နေတာဆိုတော့ကျွန်တော်လူပေါ့ဒီသုံးဆက်မှုတွေခြွေတာဖို့လိုတာအတုံးနဲ့အဖြုံးဆိုတာရှိတယ်ကျွန်တော်ဆုံးမစကားတစ်ခုရှိတယ်ဒါတော့နိုင်ငံခြားသားတွေလည်းစောရတာမဟုတ်ပါဘူးနော်တရုတ်လိုရှာတဲ့ကလားလိုစုတယ်ဗမာလိုမသုံးတယ်လို့ပြောတယ်တရုတ်တွေကငွေရှာရတယ်တရုတ်တွေကလားတွေကလည်းအပဒါစစ်ဆက်တယ်နော်သုံးတယ်ဆိုတဲ့နေရာမှာဗမာတွေကဖြုံးတယ်ဒါသုံးတယ်အဲတရုတ်လိုရှာကလားလိုစုဗမာလိုမဖြုံးတယ်ဆိုပြီးတော့မသုံးတယ်ဆိုပြီးပြောတယ်ကျွန်တော်ရဲ့အဖိုးအဖွားနဲ့ဆုံးမပြီးစကားတစ်ခွန်းရှိတိတ်မှန်တယ်ဒါကြောင့်ကျွန်တော်တို့ဟလာအတုံးတွေလည်းကျွန်တော်တို့ချွတ်တာဖို့လိုပါတယ်တို့တော့ကိုယ်စလဲပါလဲဒါလေးတွေအလေးထားစီလိုချောင်းကျွန်တော်တို့ပြောလို့ပါတယ်အဲဆက်စီလို့ကျွန်တော်တတ်နိုင်တော့ချိုးချမ်းနဲ့လုပ်ပါဆိုကျွန်တော်မှားထားပါတယ်တိုက်ပြီးမချမ်းသာပါဘူးတိုက်ပြီးဟိုတဘာဝဘေးကနေ3ခုရှိပါတယ်ကျွန်တော်ကြော်ထားရတာဘိုးကားရှိတယ်ယာဂီရှိတယ်ပြီးခဲ့တဲ့2025မှာလောက်ခဲ့တဲ့ငလျင်ရှိတယ်ငလျင်တန်အခုထိကျွန်တော်တို့ပြန်လည်ထူထောင်လို့ကမပြီးသေးပါဘူးဒါမဲ့နှစ်မှာကျွန်တော်အများကြီးလုပ်ဖို့ကြံသေးတယ်နိုင်ငံဝန်ထမ်းအိမ်ယာတွေရှိတယ်ဖြည့်ဆည်းဆုံးရှုံးရတဲ့ပုဂ္ဂလိကတွေရဲ့ပိုင်ဆိုင်မှုတွေရှိတယ်ဒါတွေကျွန်တော်တို့လုပ်အောင်မယ်နောက်ပြီးလို့ရှိရင်ဘေးရန်တွေမျိုးကြောင့်ပျက်စီးခဲ့တဲ့နိုင်ငံရုံးဌာနတွေရှိတယ်နိုင်ငံအနှံ့ပြားမှာရုံးဌာနတွေရှိတယ်သူတို့ရဲ့ပြည်သူတွေရဲ့အိမ်ယာတွေရှိတယ်လမ်းမဆက်သွယ်မှုစနစ်တွေရှိတယ်ကျွန်တော်အများကြီးတိဆောက်အောင်အများကြီးရုံးကန်အောင်ပဲဒါကြောင့်ကျွန်တော်တို့ကချွေတာရေးလမ်းကြောင်းတော့မဖြစ်မနေလုပ်အောင်ချွေတာဖို့လိုတယ်အဲ့ဒါဟိုငွေကြီးတွေမတရားသုံးပြီးတော့မှဟာဖြစ်နေလို့မရထို့တူပဲလောင်စာစီပြဿနာအခုအရှိလဲပဲမှာဖြစ်နေတဲ့လောင်စာစီပြဿနာကျွန်တော်တို့တဲ့တက်ရောက်မှုရှိပါတယ်ဒါကြောင့်ကျွန်တော်တို့စုံမဆိုပြီးတော့ပရောင်သွင်းစပြီးလုပ်ပါကျွန်တော်တို့ဝိုင်းပြောကြတာပေါ့ဒါပေမဲ့စုံမလုပ်တဲ့ဟာကျွန်တော်တိုင်ကကြာအခုမှလုပ်တာတရုတ်ဆိုရင်ပီကင်းဆိုရင်ကြာပြီလုပ်နေစင်ကာပူဆိုကြာပြီလုပ်နေကြဒါပေမဲ့အခုအမျိုးစုံ twist လုပ်ပြီးတော့လုပ်နေကြတော့မယ်အဲ့တော့ကျွန်တော်တို့ကနောက်ဆောင်းရင်ဝင်ကြီးကကျွန်တော်လာသတင်းပို့တယ်ကျွန်တော် QR code နဲ့လုပ်မယ်အလုပ်ပါလို့ QR code နဲ့ဦးလည်း online မှာဆက်နေကြတာပဲဆိုတော့ကျွန်တော်တို့ကတခုလုပ်ပြီးဆိုတော့ねနိုင်ငံဟိုအပြစ်ပြောဖို့ပဲကြိုးစားတယ်ဘာကြောင့်ဆိုတာလေမစင်စားဘူးသူဖြစ်လာဒါကြောင့်ကျွန်တော်တို့တွေနဲ့ဒါကိုလွတ်တော်ကိုယ်စားလှယ်များလေနည်းနည်းဒါပြည်သူနဲ့သိအောင်ဆောင်ရွက်ပေးစီလို့ပါခဲတော့ပြည်နယ်တိုင်းအသီးသီးကုန်လာကြတာခဲတော့ပြီးလို့ရှိရင်လွတ်တော်စီးပြီးနားတဲ့ချိန်ကျရင်ကိုသက်ပြည်နယ်တိုင်းနေပြန်တဲ့ခါကျခဲတော့လုပ်ဖို့လိုတယ်ပြန်ပြောဖို့လိုပါတယ်ကျွန်တော်အခုပြောတဲ့ချက်တွေကလည်းတကယ်ဟိုကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့တမိုင်းချောင်းမှာအခြေခံပြီးကျွန်တော်ပြောခြင်းဖြစ်ပါတယ်နော်ကျွန်တော်ဗလိုင်းကျွန်တော်ပြောတာမဟုတ်ပါဘူးကျွန်တော်မှအချက်လက်အကုန်လုံးပြည့်စုံရှိပါအဲကြောင့်ဒီနေ့ဆွေးနွေးပွဲတော်တော်အဓိပ္ပာယ်ရှိတဲ့ဒါဆွေးနွေးပွဲလို့ကျွန်တော်ပြောရလိမ့်မယ်ဒီနေရာမှာဟလာကျွန်တော်တို့အနေနဲ့ကတော့တကယ်အလုပ်လုပ်တဲ့လူတွေလုပ်မဲ့လူတွေကျွန်တော်လိုပါတယ်ဟလာအခွင့်အရေးသမားတွေနေရာရောက်ဖို့ကြိုးစားတဲ့လူတွေတော့မလိုချင်ပါဘူးဟလာအနာဂတ်မှာဟလာဒီလိုတကယ်လုပ်မဲ့လူတွေလူငယ်တွေကျွန်တော်ပြီးခဲ့တဲ့ဖိုရမ်မှာလည်းပြောပါလူငယ်တွေကျွန်တော်တို့နေရာပေးဖို့လိုတယ်ကျွန်တော်တို့ဒီလိုအလေးထားစဉ်းစားပါတယ်နော်အမျိုးသမီးတွေအခန့်ကဏ္ဍကျွန်တော်အလေးထားစဉ်းစားပါတယ်နော်ဒါတွေနဲ့တကယ်တိုင်းပြည်အောင်လုပ်တဲ့အခါမှာစောစောပြောတဲ့ trust stability နောက်က developing ဒါတွေကိုဟို
စဉ်းစားဆောင်ရွက်သွားကြဖို့เนาะကျွန်တော်ဆွေးနွေးလိုပါတယ်အချိန်လေးနည်းနည်းယူခဲ့တဲ့အတွက်ကြောင့်လည်းနည်းနည်းလေးသိခံပေးပါလို့ကျွန်တော်ပြောလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်